ဒီနေ့မတ်လ26ရက်နေ့2026ခုနှစ်မှာအမျိုးသားတူစီတန်းစီနေရင်းနဲ့ရန်ကုန်မြို့မှာတည်ဆုံခဲ့ပါတယ်။ထိုမျိုးသားဟာရန်ကုန်မြို့ဗဟန်းမြို့နယ်ကဘာအေးလမ်းပေါ်မှာရှိတဲ့မက်စီဆိုင်မှာတန်းစီနေကြတဲ့ကားတွေကြားတဲ့ကားတစ်စီးထဲမှာအိပ်ပျော်နေတဲ့ပုံစံအနေထားနဲ့အုံနောက်တွေကြောပြက်ပြီးတော့မှတည်ဆုံနေကြတာဖြစ်ပါတယ်။ထိုမျိုးသားရဲ့နာမည်ကဦးပက်ထရစ်တင်ထွန်းလို့သိရပြီးတော့မှအသက်60ကျော်ပြီလို့လည်းသိရပါတယ်။ဒီနေ့မှာယာဒီဥထုအရန်ပူတဲ့အတွက်အုံနောက်တွေကြောပြက်ပြီးတော့မှရုတ်တရက်တည်ဆုံသွားတယ်လို့လည်းပြောပါတယ်။ဦးပက်ထရစ်တင်ထွန်းဟာအဆိုတော်တူဖြစ်ပြီးတော့မှသူစီးလာတဲ့ကားဟာစီတန်းစီနေတဲ့ကားတွေကြားထဲကိုရောက်နေကြတာပါစီတန်းစီနေတဲ့လူတွေကဒီကားဟာလုံးဝမရှိတဲ့အတွက်ဒီကားခေါင်းကန်းကိုတွားကြည့်တဲ့အချိန်မှာဒီဦးလေးဟာကားခေါင်းကန်းပေါ်မှာပဲတတိလေးမိမျောနေတာကိုတွေ့ခဲ့ကြရပါတယ်အဲ့ဒီချိန်မှာတက်ဆိုင်ရာလူမှုကူညီရေးအသင်းတွေကိုခေါ်ပြီးတော့မှဆေးရုံကိုမြန်ပို့ဆောင်ပေးခဲ့ကြပါတယ်ဒါပေမဲ့ဆေးရုံရောက်တဲ့အချိန်မှာတော့အသက်လုံးဝပါမလာခဲ့တော့ပါဘူးလူတိုင်းကတော့ဒီဦးလေးကိုစီတန်းစီနေနဲ့တေသွားတယ်ဆိုပြီးတော့မှလိုင်းပေါ်မှာသတင်းတင်ခဲ့ကြပါမယ်တကယ်ဖြစ်မှန်အစ်စ်ကဒီဦးလေးရဲ့ကားဟာစီကားမဟုတ်ဘဲနဲ့ gas ကားဆိုတာကိုတွေ့ရှိခဲ့ကြပါတယ်အဲကြောင့်မို့လို့စီတန်းစီနေနဲ့တေတာမဟုတ်ဘဲနဲ့စီတန်းစီနေတဲ့စီကားတန်းနေကြတဲ့မှာဒီကားကခဏရက်ထားရင်းနဲ့အုံနောက်တွေချောပြက်ပြီးတော့မှတေသွားတယ်လို့ယူဆရပါတယ်ဒီကနေ့မလ26ရက်နေ့နောက်ဆုံးသတင်းရဆိုရင်တော့မန္တလေးမြို့မှာတော့စီတကာလန်ကို9000ကျော်နီးပါးလောက်ဈေးပေါက်နေပါပြီကက်သလီနာတို့ဒီနေ့မနက်ကဆိုင်ကယ်စီစီးစရာမရှိတဲ့အတွက်စီတွေကိုလမ်းဘေးကရောင်းနေတဲ့အပြင်စီဆိုင်တွေမှာဘူးနဲ့တွားထဲတဲ့အချိန်မှာတက်လီတာဘူးတဘူးမပြည့်တပြည့်ကို12000နဲ့ဝယ်ယူခဲ့ရပါတယ်။တင်မအပြင်ကမှအခုလိုလူတိုင်းစီကိုခက်ခက်ရုန်းကန်ပြီးတော့မှနာရီပေါင်းမြောက်များစွာတန်းစီနေရတဲ့အချိန်မှာဒီစီတွေကိုအပြင်မှာထုတ်ပြီးတော့မှရောင်းစားနေကြတဲ့လူတစုကလည်းရှိနေပါတယ်။ထို့လူတွေကဆိုရင် online ပေါ်ထိတက်ပြီးတော့မှစီတွေကို anonymous participant အနေနဲ့ group တွေ delivery group တွေ Mandalay group တွေထဲမှာစီတွေကိုဈေးအဆမတန်တင်ပြီးတော့မှရောင်းစားနေကြတာကိုလည်းတွေ့ရမှာပါ။စီရှားပါတော့ကြောင့်မို့လို့စီတွေကိုအလုပ်တွားဖို့အတွက်ကို့အလုပ်လေးဆက်လုပ်ဖို့အတွက်လူတွေကခက်ခဲနေပူထဲမှာနိုင်ပေါင်းချီပြီးတန်းစီနေကြတဲ့အချိန်မှာတချို့လူတွေကတော့ကို့ကြိုးစီးပွားအတွက်ဈေးတွေအများကြီးအဆမတန်တင်ပြီးတော့မှစီဈေးကွက်ကိုဖျက်ဆီးနေကြပါတယ်ဒီနေ့ဆိုရင်အပြင်မှာစီဝယ်တာစီတကလန်ပေါက်ဈေးကို9000နီးပါးလောက်ကြောင်းနေပြီးတော့မှမနေ့ဖြန်ဆိုရင်6000လောက်ရောက်သွားမယ်လို့ခန့်မှန်းထားကြပါတယ်ရှစ်တရက်ကလည်း4000လောက်ကပဲရှိနေရတာနေအခုဆိုရင်ဒီနေ့မှာ9000ဖြစ်သွားတာဖြစ်ပါတယ်ဒီလိုမျိုးစီတွေကိုတန်းစီထုတ်ပြီးတော့မှအဆမတန်ဈေးတွေနဲ့ရောင်းချနေတာကပို့ပြီးတော့မှပြင်ပမှာစီဝယ်ရခက်စေပြီးတော့မှစီတွေပို့ထုတ်ပြီးပို့ရောင်းတဲ့ဈေးကွက်ကြီးတစ်ခုဖြစ်လာစေတယ်လို့ကက်သလီနာကတော့ထင်ပါတယ်။တင်တို့လည်းဘယ်လိုထင်လဲ။တင်တို့စီထုတ်ရတဲ့အတွေ့အကြုံတွေနဲ့စီရောင်းနေတဲ့လူတွေကိုဘယ်လိုမြင်လဲဆိုတာလေးတွေကို comment မှာတစ်ချက်လောက်ဝင်ပြီးဆွေးနွေးပြခဲ့ကြပါဦး။ကက်သလီနာအမြင်အနေနဲ့ကတော့ဒီလိုလူတိုင်းခက်ခဲနေတဲ့အချိန်ကာလကြီးမှာကို့အကျိုးမြတ်တစ်ခုတည်းအတွက်နဲ့မျက်နှာပြောင်တိုက်ပြီးတော့မှစီတွေကိုဝယ်ရောင်းလုပ်နေကြတဲ့လူတွေအပြင်ကဝယ်ရတဲ့စီဈေးတွေကိုအဆမတန်မြင့်လာအောင်တနေ့ထက်တနေ့တကာလန်ကိုတောင်းကတန်းမြင့်တင်နေကြတယ်ဆိုတာကအလွန်ပဲရှက်စရာကောင်းတဲ့စိတ်သက်ဖြစ်ပါတယ်အဲ့တော့တင်ကိုယ်တိုင်ကစီရောင်းနေတယ်လို့ဆိုရင်တင့်ရှင်မှာစီလာဝယ်တဲ့လူတိုင်းကတင့်ကိုယွန်းတဲ့မျက်လုံးနဲ့ကြည့်ရမယ်ဆိုတာလုံးဝမမေ့ပါနဲ့ဒီနေ့သတင်းလေးကတော့ဒီလောက်ပါပဲရှင်ကက်သလီနာဖြစ်ပါရှင်ကက်သလီနာကတော့အခု up to date သတင်းလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေပါတယ်ပြောပြစေချင်တဲ့သတင်းလေးတွေရှိရဆိုရင်လည်းကက်သလီနာရဲ့ channel လေး account လေးမှာလာပို့ပေးလို့ရပါတယ်ကက်သလီနာမှာ YouTube channel ကော Facebook ကော TikTok ကောအားလုံးကိုကက်သလီနာ be my friends ဆိုတဲ့နာမည်နဲ့ပဲဖွင့်လှစ်ပေးထားပါတယ်အားလုံးပဲ like and follow လုပ်ပြီးတော့မှကက်သလီနာရဲ့ဗီဒီယိုလေးတွေကိုအားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြမယ်နော် Catalina, be my friend.